assalamu alaikum ယခုဆိုရင်တော့ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်ကြောက်ရင်ကျေးရွာမှာတည်ရှိတဲ့ပတ်တာဝါသူတော်စင်ကြီးများ၏ဂူပိမန်တော်ဘုတို့တင်ဆက်မိစံတဲ့နန်းသာအိုးများနှင့်ကြားတဲ့လွှာယုံတော်များအားမြို့ရင်းတို့စီတန်းလှဲ့လှဲ့ခြင်းအခမ်းအနားအစီအစဉ်တရက်ပဲဖြစ်ပါတယ်ခင်ဗျာယခုဆိုရင်တော့ခလီဖာရမ်ဒူလာဦးစီးသောဟီဒါယတ်အစ္စလမ်ကာဒရီယာရီဖာယာအသင်းပဲဖြစ်ပါတယ်ခင်ဗျာယခုဆိုရင်တော့ခလီဖာခါဂျာဦးစီးသောကာဒရီယာရီဖာယာအသင်းပဲဖြစ်ပါတယ်ခင်ဗျာအေးချမ်းတောင်းလို့ပြောတာသာပိတလာဘုရားيا شيخ عبد القادر الجيلاني اللهم ربنا انك انت السميع العليم وتب علينا انك انت التواب الرحيم سبحان الله وبحمده سبحان الله العظيم سبحان ربك رب العزه عما يصفون السلام على المرسلين والحمد لله رب العالمين ယခုလိုမျိုးကျွန်တော်တို့ထောက်လွှင့်တင်ဆက်သမျှကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူညီကိုမောင်နှမအပေါင်းအားကျွန်တော်များရှားလီကာသရီတတိကချန်နဲ့မိသားစုမှအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြလိုပါတယ်ခင်ဗျာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတုဟူ